အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြပြပြမှာတော့မကြာခင်လာတော့မဲ့ Neobus event ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပြမှာဖြစ်ပါတယ် event မှာ second တစ်ကောင်ကိုအလွယ်တကူဘယ်လိုယူရမလဲဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ထည့်ပြီးတော့ပြပြပြမှာဖြစ်ပါတယ်နောက်ပြီးတော့ event မှာ ဘာ skin တွေပါလာမယ်ဆိုတော့ကိုကျွန်တော်ထည့်ပြီးတော့ပြပြမှာဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးကိုတေချာလေးကြည့်စီချင်ပါတယ်ခင်ဗျကျွန်တော် event မှာကဘာ skin တွေပါလာမယ်ဆိုတော့ကျွန်တော်ပထမရှိပြီးသား skin ဖြစ်တဲ့ Fadrin ရဲ့ Lalia ရဲ့နောက်အစ်စ်ပါလာမဲ့ Brody ရဲ့ Fasha ရဲ့ Lin ရဲ့ဆိုပြီးတော့စကင်9កောင်ပါလာပါလိမ့်မယ်အဲ9កောင်တွေကကိုလိုချင်တဲ့စကင်ပါလာခဲ့လျင်အလွယ်ဆုံးနီလန်နဲ့ယူလို့ရမယ့်နီလန်လေးကိုကျွန်တော်ပြပြပြပါမယ်စကင်တစ်ကောင်ဗျာဒိုင်းမိုးလည်းအများကြီးမကုန်ပတ်စံလည်းအများကြီးမကုန်မဲနဲ့ရမယ့်နီလန်ကိုကျွန်တော်ပြပြပြမှာဖြစ်တော့ကျွန်တော်ဗီဒီယိုလေးကိုတေချာလေးအဆုံးထိကြည့်စီချင်ပါတယ်ခင်ဗျကျွန်တော် Neobus event ကဧပြီလ12ရက်နေ့ကနေလာပြီးတော့မေလ12ရက်နေ့မှာပြီးမှဖြစ်ပါတယ်အချိန်ကာလကတော့တစ်လကြာပြီမှာဖြစ်ပါတယ်အဲတစ်လအချိန်မှာကျွန်တော်တို့စကင်တစ်ကောင်ကိုဘယ်လိုရအောင်ယူမလဲဆိုတာကျွန်တော်ပြပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဧပြီလ12ရက်နေ့ Neobus event စလာတယ်ကျွန်တော်တို့အဓိကပါလို့ရမယ်ဆိုရင် weekly pack 5 pack ထည့်မှာဖြစ်ပါတယ် weekly pack 5 pack ဆိုရင်တစ်ပတ်ကိုညီမငွေ6300ရှိပါတယ် pack ဆိုရင်60 pack ရှိပါတယ်အဲ့ဒါကိုကိုယ့်ဘာသာတွက်ကြည့်လိုက်ပါတော့weekly pack 5 pack ထည့်လိုက်လို့ရှိရင်ကျွန်တော်တစ်လကိုတစ်ရက်ကို1 draw စီလှည့်သွားလို့ရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ event test လာတဲ့နေ့ကကျွန်တော်တို့ April လ19ရက်နေ့မှာကျွန်တော်ပထမအကြိမ် event test လာပါမယ် event test ကိုကျွန်တော်တို့နိုင်ဖို့အတွက်ကို diamond 250 reset လုပ်ရပါမယ် diamond 250 reset လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က diamond 343ကိုတစ်ခေါက်ထည့်ပါမယ်343ထည့်တာပြောလို့ရှိရင်ကျွန်တော်တို့ပထမ weekly pass စီရတဲ့ diamond ရဲ့343ရဲ့ပေါင်းပြီးတော့ကျွန်တော်တို့ 10 draw 450ကိုကျွန်တော်တို့တစ်ချိန်ထည့်ရပါမယ်10 draw 450တစ်ချိန်ထည့်ရမှာပါတယ်အဲဆိုကျွန်တော်တို့ event step မှာပါလာမယ်ကတ်က29ကတ်လုံးကျွန်တော်တို့ရရှိပါမှာဖြစ်ပါတယ်ရရှိအောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့29ကတ်ရဲ့နောက်ဒီမှာ10 draw လှည့်မှာရဲ့အားလုံးပေါင်း39ကတ်ကိုကျွန်တော်တို့ first pass မှာကျွန်တော်ရရှိမှာဖြစ်ပါတယ်။နောက် pass 2ကကျွန်တော်တို့ဘယ်နေ့မှာလာမယ်ဆိုရင်ကျွန်တော် April လ26ရက်နေ့မှာလာမှာဖြစ်ပါတယ် pass 2ကတော့ April လ26ရက်နေ့ကြာလို့ရှိရင် pass 2လာမှာဖြစ်တဲ့ကြောင့်အဲ pass 2ကို diamond ထည့်ပေးရပါမယ်။ diamond ထည့်ရမှာကဘယ်လောက်ထည့်ရမှာလဲဆိုရင်ကျွန်တော်တို့ diamond 900နဲ့14သို့မဟုတ်600ထည့်လို့ရပါတယ် diamond ကတော့အဲဒီမှာ pass 2ရဲ့ event test တွေအကုန်လုံးရဖို့အတွက်က diamond အဲ့လောက်ထည့်ပေးရပါမယ်။အဲ့လောက်ထည့်ပေါ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီ event မှာကကတ်က29ကတ်ထည့်ရပါမယ်29ကတ်ထည့်ရပြီးပြင်ကျွန်တော်တို့အဲ့ဒီမှာလည်း10 draw လှည့်ပေးရပါမယ်10 draw လှည့်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့39ကတ်39ကတ်စီရမှာဖြစ်ပါတယ်ဒီမှာ39ကတ်ရမယ် pass 2မှာ39ကတ်ရအောင်ပါလိမ့်မယ်39ကတ်ပေါင်းလို့ရှိရင်ကျွန်တော်86ကျိန်းလှည့်ပြီးတော့ဖြစ်သွားပါလိမ့်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ daily draw one time ဒီလှည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တစ်လဆိုရင်ရက်30ရှိပါတယ်ရက်30ဆိုရင်အချိန်30ရမှာဖြစ်ပါတယ်အဲ့မှာအချိန်30ထပ်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင်100နဲ့10ကျိန်ရပါလိမ့်မယ်100နဲ့10ကျိန်ရပြီလို့ရှိရင်ကျွန်တော် Neobus event နဲ့က skin တစ်ကောင်ရဖို့ဆိုတာတည်ကြပါတယ်ကျွန်တော် point 1200နဲ့ပြန်ရမှာဖြစ်ပါတယ်အဲ့ဒီ skin တော့ကျွန်တော်100နဲ့10ကျိန်ကတော့ skin တစ်ကောင်ရမို့ဆိုတာတော်တော်လေးကိုနီးစပ်ပါတယ်ရာသာတို့ကကံမကောင်းခဲ့ဘူးဆိုရင်ကျွန်တော်120 115ချိန်တော့လှည့်ရနိုင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ weekly pack ထည့်ထားတဲ့ရှိမှာပိုးတဲ့ diamond လေးတွေကိုနည်းနည်းလေးဆက်တုံလိုက်လို့ရှိရင်ရပါတယ်ဒါမှမဟုတ် brother တို့က diamond နည်းနည်းလေးထပ်ဝယ်ပြီးတော့ထပ်ဖြည့်လိုက်မှဆိုလည်းရပါတယ်ဗျပတ်စံကတော့အများကြီးမကုန်တော့ပါဘူးဗျကျွန်တော်တို့ diamond ဒီတိုင်းတိုက်ရိုက်ဖောက်မှဆိုရင် diamond 3000 diamond 4000 diamond 5000အဲ့လောက်ကြားထဲမှာ skin တစ်ကောင်ရမှာဖြစ်ပါတယ်ကျွန်တော်ပြပြတဲ့နီနာတိုင်းလုပ်မယ်ဆိုရင်တော့diamond နည်းနည်းပဲကုန်မယ်အဆန်လည်းနည်းနည်းပဲကုန်မယ်ဒါပေမဲ့ကိုကတော့စိတ်ရှိပြရပါမယ်ဗျနော်အဲ့ဒါလေးတော့ရှိပါတယ်ကျွန်တော် Neobus event မှာကျွန်တော်တို့ကိုလိုချင်တဲ့ scale တွေရှိရယူလို့ရအောင်လို့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ hyper သမားတွေတော့ကတော့လင်ကတော့အရန်မိုက်ပါတယ်မိသမားတွေတော့ကတော့ fasha ကြီးကတော့အရန်မိုက်ပါတယ်မစမန်သမားတွေတော့ကတော့ Brody ကတော့လုံးဝကို share ဗျာနော်တကယ်မှုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့နီလန်အတိုင်းလုပ်လို့ရပါတယ်။ diamond လေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာလာဝယ်လို့ရပါတယ်။ကျွန်တော်ကိုယ်တိုင်စီးနှုန်းသက်သက်နဲ့ရောင်းပေးနေပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျ။